မိဘကငွေနဲ့စင်တင်မိမှမင်းသားဖြစ်လာတဲ့မင်းသား၃ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကိုပိုင်စွမ်းဆောင်ရည်နဲ့မဟုတ်ပဲမိဘတွေကငွေကြေးအကုန်ကြခံစင်တင်ပေးခဲ့ရကနေအောင်မြင်တဲ့မင်းသားတွေဖြစ်လာခဲ့ကြတဲ့အမှုပညာရှင်၃ဦးကြောင့်ကိုပြောပြပေးပါမယ်နံပါတ်၁နေတို့ရခိုင်ပြည်နယ်အမှန်အောင်ကနေရန်ကုန်ကိုတက်လာတဲ့နေတို့ရဲ့မိဘတွေဟာရွှေဆိုင်ပိုင်ရှင်တထေးကြီးတွေဖြစ်ကြပါတယ်မိသားစုရဲ့ခိုင်မာတဲ့ငွေကြေးအထောက်အပံ့တွေကြောင့်ဇာကားတွေဇက်တိုက်ရိုက်ကူးခွင့်ရခဲ့ပြီးနောက်ပိုင်းမှာတော့သူ့ရဲ့ကိုယ်ပိုင်ပင်ကိုအရေးချင်းတွေနဲ့အပတ်တကုတ်စ조사မှုတွေကြောင့်မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးထိပ်တန်းမင်းသားတစ်လက်အဖြစ်ရည်တည်နိုင်ခဲ့တာပါ။နံပါတ်1စီဖြိုအတိုင်းဝမ်ကောင်းကနေဆင်းသက်လာတဲ့စီဖြိုကိုလည်းမိခင်ဖြစ်သူကိုရိုင်းကငွေကြေးအကုန်ကြခံကဇက်ကားရီရဲ့ကိုစင်တင်ပေးခဲ့တာပါ။အငိုဇက်ရုံနဲ့အစားအနောက်တွေမှာပြည်ပြင်းတဲ့စီဖြိုဟာမင်းသားတစ်လက်အဖြစ်အတိုင်းအတာတစ်ခုထိနာမည်ရခဲ့ပြီးလက်ရှိမှာတော့အရေးချင်းရှိတဲ့ဇက်ဘိုတရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့အနုပညာလောကမှာပြန်လည်ဝင်ရောက်လာပြီးဖြစ်ပါတယ်။နံပါတ်3ဟေဝီယန်ရဲ့မိဘတွေဟာအစားကအကိုဖြစ်သူကိုမင်းသားတင်ဖို့ကိုယ်ပိုင်ထုတ်လို့ရေးထောင်ပြီးငွေထုတ်ပေးခဲ့တာပါဒါပေမဲ့ရိုက်ကူးရေးစကားနီးမှာအကိုကနောက်ဆုတ်သွားလို့ငွေတွေအလကားမဖြစ်အောင်ဟေဝီယန်ကကိုစားဝင်ရိုက်ပေးခဲ့ရပါတယ်အဲဒီကနေတစဉ်ပရိသတ်အချစ်ကိုအခိုင်အမာရရှိခဲ့ပြီးဗီဒီယိုခင်မှာတစ်ခေတ်ဆန်းခဲ့တဲ့မင်းသားဖြစ်လာတာမို့မိဘတွေပတ်စံ300ကျိုးနှက်ခဲ့တယ်လို့ဆိုရမှာပါဒီမင်းသားတွေဟာအစပိုင်းမှာငွေကြေးပံ့ပိုးမှုနဲ့လမ်းစာပွင့်ခဲ့ပြီးမယ်နောက်ပိုင်းမှာတော့သူတို့ရဲ့ကိုယ်ပိုင်စ조사အထုံးမှုတွေကြောင့်သာပရိသတ်ရဲ့အတိမတ်ပြုမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တို့ကရောဘယ်မင်းသားကိုအားပေးကြသလဲဆိုတာကွန်မန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်။